အာရှိဟာကောလိပ်တက်ဖို့အတွက်ဥတ္တရာခန်ပြည်နယ်ကနေဒေလီမြို့ကတိုက်ခန်းအသစ်တစ်ခုကိုပြောင်းရွှေ့လာနေတာပါ။သူမရဲ့ကောလိပ်နဲ့နိုင်ဝက်လောက်ဝေးတဲ့နေရာမှာတိုက်ခန်းတစ်ခုရခဲ့ပါတယ်။နောက်ထပ်2ရက်အကြာမှာတော့အာရှိတဲ့သူမကိုလိုက်ပို့ပေးတဲ့မိဘနှစ်ပါးတို့ဟာအိမ်ကိုအချောသက်ပြင်ဆင်ကြပါတယ်။အိမ်ပြည်နေတော့မှသူတို့ဟာအရင်အိမ်ရှင်ဟောင်းတွေထားခဲ့တဲ့ကတုစကူဘူးဟောင်းတစ်ခုကိုတွေ့ခဲ့ကြပေမဲ့အရေးမဆိုင်ပေနဲ့ဘေးမှာပဲဒီအတိုင်းပြစ်ထားနေကြပါတယ်။3ရက်အကြာမှာတော့အာရှိကိုနှုတ်ဆက်ပြီးတော့သူမရဲ့မိဘနှစ်ပါးတို့ဟာဥတ္တရခန်ကသူတို့အိမ်ကိုပြန်သွားကြပါတယ်။ပြန်ခါနီးမှာအာရှိအမေကနောက်လှည့်ကြည့်ပြီးတော့အာရှိကိုတင်းတင်းကြပ်ကြပ်ပြန်ဖြတ်ရင်းနဲ့စိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်။မေးမချမ်းဖြစ်နေတယ်လို့ပြောခဲ့ပါတယ်။တကယ်လို့သာအာရှိကသူမအမေရဲ့အဲ့ဒီစိုးရိမ်မှုကိုအလေးနဲ့ထားခဲ့ရင်ကောင်းမှာပါ။ဘာကြောင့်လဲဆိုတော့နောက်ရက်အနှဲငယ်အတွင်းမှာသူမကြုံတွေ့ရမယ့်အရာတွေကိုဘယ်သူမှထင်မှတ်မထားခဲ့လို့ပါပဲ။အာရှိဟာဓာတ်ပုံရိုက်ရတာနဲ့တီးပြက်ရတာကိုအယံဝါဒနာပါပြီးတော့အဲ့ဒီနယ်ပယ်မှာပဲအသက်မွေးခြင်းလို့ပါ။ဒါပေမဲ့အိမ်မှာငွေကြေးအခက်အခဲရှိတာကြောင့်သူမအတွက် professional ကင်မရာတစ်လုံးကိုတစ်ခါမှမဝယ်နိုင်ခဲ့ပါဘူး။ဒါတော့မှသူမဒေလီကိုရောက်လာတာကိုပျော်နေပြီးတော့ကောလိပ်မှာတငယ်ချင်းအများကြီးရနေပါပြီ။လာမယ့်စနေနေ့မှာတငယ်ချင်းတွေအတွက်ပါတီပွဲလေးတစ်ခုလုပ်ဖို့လဲစီစဉ်ထားပါတယ်။မကြခင်မှာပဲတောက်ကြနေကိုရောက်လာခဲ့ပါတယ်။ကောလိပ်ကပြန်လာတာနဲ့ပါတီအတွက်အိမ်ကိုစတင်တန့်ရှင်းလုပ်ပါတော့တယ်။ရန်တာကိုတန့်ရှင်းလုပ်နေတော့မှသူမရဲ့အကြီးကနောက်တနေရာမှာရှိနေတဲ့အဲ့ဒီဂတ်တုဘူးဟောင်းလေးစီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီဘူးဟာအချိန်တော်ကြောင်အပြင်မှာပစ်ထားတာကြောင့်လုံးဝဆွေးမြေ့နေပါပြီ။အဲ့ဒီဘူးစီကနေဂတ်တုပြားပုတ်စော်တွေထွက်နေပေမဲ့ဘာကြောင့်မှမသိအာရှိဟာအဲ့ဒီဘူးကိုစိတ်ဝင်စားသွားမိပါတယ်။အာရှိကအဲ့ဒီဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါအသုံးမလိုတော့တဲ့ပစ္စည်းဟောင်းတွေနဲ့အတူ Vantage ကင်မရာဟောင်းတစ်လုံးနဲ့ပလင်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့အာရှိရန်ဝမ်းသာသွားပြီးတော့ကင်မရာလေးကပလင်ဟောင်းကိုဖယ်ပလင်အသစ်တစ်ခုထည့်ပြီးတော့ဓာတ်ပုံတွေစရိုက်ခဲ့ပါတယ်။တခြားပစ္စည်းတွေအကုန်ပျက်စီးနေပေမဲ့ဘူးအစုပ်လေးထဲမှာဒီကင်မရာကဘယ်လိုလုပ်အလုပ်လုပ်နေသေးလဲဆိုတာကိုသူမတစ်ချက်တော့အံ့ဩသွားမိပါတယ်။ဒါပေမဲ့အဲ့ဒီအတွေးတွေကိုဘေးဖယ်ထားလိုက်ပြီးတော့အပြင်မှာရှိတဲ့ပန်းဝတ်တွေနဲ့အပင်တွေကိုအမြန်ပြေးပြီးတော့ဓာတ်ပုံရိုက်ပါတော့တယ်။အာရှိတက်ခန်းရဲ့မက်ဆီရှိတဲ့မှာမစ်ကော့ရှီလို့ခေါ်တဲ့အဖွားကိုတယောက်နေပါတယ်။အဲ့ဒီအဖွားကမနက်တိုင်းအာရှိကောလိပ်သွားရင်မင်္ဂလာမနက်ခင်းမှာလို့အမြဲနှုတ်ဆက်လေးရှိသူပါ။အဲ့ဒီနေ့မှာပဲရန်တာမှာအဖွားနဲ့သူမကြောင်လေးကိုတွေ့တော့အာရှိကသူတို့ကိုပါဓာတ်ပုံရိုက်လိုက်ပါတယ်။အဲ့ဒီပုံလေးကိုဆေးပြီးရင်အဖွားကိုလက်ဆောင်ပေးမယ်လို့လည်းသူမစိတ်ကူးထားလိုက်ပါတယ်။နောက်နေ့မနက်စောစောမှာပဲအာရှိဟာအနီးနားကဓာတ်ပုံစတူဒီယိုတစ်ခုမှာဓာတ်ပုံတွေအကုန်လုံးသွားဆေးလိုက်ပါတယ်။ပြီးတော့ဓာတ်ပုံတွေကိုစိုက်ထဲထည့်ပြီးတော့မစ်ကော့ရှစ်စီတန်းသွားပေးခဲ့ရာအဖွားကလည်းအဲ့ဒီပုံတွေကိုအရန်သဘောကျသွားတယ်။အာရှိအိမ်ပြန်ရောက်တဲ့အခါကျန်တဲ့ဓာတ်ပုံတွေကိုလည်းဓာတ်ပုံချင်းလိုက်ကြည့်မိပါတယ်။အဲ့ဒီခါမှာတော့ပုံတိုင်းမှာလွန်ထူးဆန်းတဲ့အရာတစ်ခုကိုသူမသတိထားမိသွားပါတယ်။အဲ့ဒီကင်မရာနဲ့ရိုက်ထားတဲ့ပုံတိုင်းရဲ့နောက်ခံ background တနေရာမှာဝေဝါးနေတဲ့အရေးမဲတစ်ခုပါနေတာပါ။အဲ့ဒီအရေးရဲ့မျက်နှာပေါ်မှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့အပြုံးတစ်ခုရှိနေပါတယ်။အာရှိဟာအဲ့ဒီပုံတွေကိုကြည့်နေရင်းနဲ့ပဲအာယုံတွေနှိမ့်ဝင်သွားခဲ့ပါတယ်။အဲ့ဒီအရေးရဲ့အပြုံးဟာဓာတ်ပုံတစ်ပုံပြီးတစ်ပုံမှာပိုပြီးပြုံးလာတယ်လို့မျိုးဓာတ်ပုံတစ်ပုံထက်တစ်ပုံကင်မရာနဲ့ပိုပြီးတော့လိကက်လာတယ်လို့မျိုးသူမှခံစားရပါတယ်။အဲ့ဒီချိန်မှာပဲအာရှိအိမ်ကလူခေါ်ဘဲတီတန်ထွက်ပေါ်လာပါတယ်။တကားဖွင့်ကြည့်လိုက်တော့သူမရဲ့တငယ်ချင်းတွေရောက်နေကြတာပါ။စနေနေ့ရောက်ပြီးဖြစ်တဲ့အတွက်တငယ်ချင်းတွေကအိမ်မှာပါတီလုပ်ဖို့ရောက်လာကြတာဖြစ်ပေမဲ့အာရှိကတော့သူမရဲ့ကျမ်းမာရေးတိတ်မကောင်းသလိုခံစားနေရတာကြောင့်ပါတီကိုဖျက်သိမ်းလိုက်ပြီးတော့တငယ်ချင်းတွေကိုပြန်လွှတ်လိုက်ပါတယ်။သူမအခန်းထဲကိုပြန်ဝင်လာတဲ့အခါအကြီးကကင်မရာစီကိုတဖန်ပြန်ရောက်သွားပါတယ်။ဒီတစ်ခါမှာတော့အာရှိကအဲ့ဒီကင်မရာနဲ့မှန်ထဲကမိမိကိုယ်ကိုဓာတ်ပုံတချို့ရိုက်ကြည့်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်အဲ့ဒီမှန်ပေါ်ကအကြောင်းတစ်ခုစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အာရှိဟာကြောက်လန့်ကြားနဲ့လက်ထက်ကကင်မရာကိုလွတ်ကျသွားခဲ့ပါတယ်။အာရှိနောက်လှည့်ကြည့်လိုက်တဲ့အခါမှန်ထဲမှာသူမရဲ့အရေးကိုမြင်နေရတော့ပါပဲ။ဒါပေမဲ့ထူးဆန်းတာကမှန်ထဲကအရေးရဲ့လက်ထဲမှာကင်မရာရှိနေုံတင်မကပဲနဲ့သူမရဲ့မျက်နှာပေါ်မှာလည်းအစောကဓာတ်ပုံတွေထဲမှာတွေ့ခဲ့ရတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အပြုံးကြီးရှိနေပါတယ်။ဒါကိုမြင်လိုက်ရတဲ့အာရှိဟာအလန့်ကြားအော်ဟစ်ပြီးတော့
အနာကကလထိုင်နဲ့တိုက်မိကလဲကျသွားခဲ့ပါတယ်။သူမပြန်ထလာတဲ့အခါမှာတော့မှန်ကပုံမှန်အတိုင်းပြန်ဖြစ်နေပြီးတော့အကြောင်းတစ်ခုပဲကြံခဲ့ပါတယ်။ဒါတွေဟာသူမရဲ့စိတ်အာရုံချောက်ချမှုလိုပဲတွေးပြီးတော့ငြိမ်ငြိမ်လေးတွားအိတ်လိုက်ပါတယ်။နေ့ရက်အကြာမှာတော့အာရှိဟာအေကန်ထဲမှာစာဖတ်နေနဲ့နေ့လည်ခင်းမှာအိပ်ပျော်သွားခဲ့ရကနေညတကောင်3 နာရီမှာနိုးလာခဲ့ပါတယ်။အာရှိကသူမရဲ့စောင်းတွေကိုသိမ်းဆဲပြီးတော့အိတ်ခမ်းထဲကိုသွားဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့အေကန်ကပြတင်းပေါက်ကနေတဆင့်အပြင်ဘက်ကိုကြည့်လိုက်မိတဲ့အခါအာရှိဒီကိုယ်လုံးတုန်လှုပ်သွားခဲ့ရပါတယ်။ မစ္စကော့ရှစ်ဟာသူမရဲ့ရန်ဒါမှာရှက်နေတာပါ။ဒါပေမဲ့သူမရဲ့မျက်နှာပေါ်မှာတော့အရန်ကိုကျေပြန့်တဲ့အပြုံးကြီးတစ်ခုရှိနေပါတယ်။အာရှိရိုက်ခဲ့တဲ့ဓာတ်ပုံတွေထဲကအပြုံးမျိုးအတိအကျပါပဲ။အာရှိဟာအဲ့ဒီနေရာမှာကြောက်လန့်သွားပြီးတော့ကြောက်ရွံ့လို့ခဲသွားခဲ့ပါတယ်။သူမအားကုန်သုံးပြီးတော့ရုံးပေမဲ့အဲ့ဒီနေရာကနေလုံးဝရွှေ့လို့မရတော့ပါဘူး။ကြီးနေနေပဲမစ္စကော့ရှစ်ရဲ့နောက်ကနေလက်တစ်ဖက်ထွက်လာပါတယ်။အဲ့ဒီလက်ကဖန်ခွဲစာနဲ့အဖွားရဲ့လေဘင်းကိုအသက်အန္တရာယ်စိုးရင်ရတော့တိုက်ခိုက်လိုက်ပါတယ်။အာရှိဟာအော်ဟစ်ခြင်းပေမဲ့သူမရဲ့ပါးစပ်ကနေဘာတမ်းမှထွက်မလာခဲ့ပါဘူး။ကြောက်လန့်လုံးလို့မျက်စိကိုတင်းတင်းပိတ်ထားလိုက်ပြီးတော့ပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမဟာကိုယ့်အိယာပေါ်မှာကိုလဲလောင်းနေတာကိုတွေ့ရပါတယ်။အိယာပေါ်မှာတော့မစ္စကော့ရှစ်ရဲ့ကြောင်လေးကရှောက်သွားနေပါတယ်။ဒါဟာအိမ်မက်တစ်ခုလိုပဲမှတ်ယူပြီးတော့အာရှိပြန်အိပ်ပျော်သွားခဲ့ပါတယ်။နောက်တနေ့ည9 နာရီမှာတငယ်ချင်းဖြစ်သူစီကဖုန်းလာတော့မှအာရှိနိုးလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအခန်းထောင်မှာထိုင်နေတဲ့အဲ့ဒီကြောင်လေးကိုသူမမြင်လိုက်ရပြန်ပါတယ်။အဲ့ဒီကြောင်ကကင်မရာကိုပဲစူးစူးဆက်ဆက်ကြည့်နေတာပါ။ဒါပေမဲ့အိယာကင်းပေါ်မှာကြောင်ရဲ့ခြေပွားတွေနဲ့အတူတွေးခွက်တွေနေရာအနှံ့ပေးကျန်နေတာကိုမြင်လိုက်ရတဲ့အခါအာရှိရဲ့မျက်လုံးတွေဟာအံ့ဩထိတ်လန့်မှုကြောင့်ပြူးကျဲသွားခဲ့ရပါတယ်။အာရှိဟာပြတင်းပေါက်စီကိုအပြေးလွှားကြည့်လိုက်တဲ့အခါမစ္စကော့ရှစ်ဟာမင်းညကသူမရက်နေခဲ့တဲ့နေရာမှာပဲရှိနေစေဖြစ်ပြီးတော့အဖွားရဲ့လက်ထဲမှာအဲ့ဒီဖန်ခွဲစာရှိနေသေးပါ။သူမရဲ့ဘေးမှာတော့သူမရဲ့ကြောင်လေးဟာသူ့ရဲ့ထဲမှာထိုင်ရင်းနဲ့ကိုချစ်တော့ကိုရှာနေပြင်းရနေပါတယ်။ဝင်းကျင်ကပန်းတွေဟာညှိုးနှမ်းသွားပြီးတော့ပန်းဝိုးတွေကအပင်တွေလည်းအကုန်သိကုန်ပါပြီ။အာရှိဟာသူမရဲ့အခန်းထဲကိုအပြေးလွှားပြန်ဝင်သွားတဲ့အခါအခန်းထဲကကြောင်ကပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့အခန်းအနှံ့မှာတော့အဲ့ဒီသွေးချရာတွေကကျန်နေသေးပါ။အာရှိဘာလို့ရမှန်းမသိတော့ဘဲနဲ့အဲ့ဒီကင်မရာကိုအမိုက်ပုံးတွေကိုအမြန်ပြေးပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့မျက်လုံးကဘူးထဲမှာကျန်နေခဲ့တဲ့ဖလင်လိတ်ဟောင်းစီကိုရောက်သွားခဲ့ပါတယ်။သူမအဲ့ဒီဖလင်ကိုတေချာကြည့်လိုက်တဲ့အခါမှာထိတ်လန့်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဲ့ဒီဖလင်ဟောင်းတွေကပုံတွေဟာမစ္စတာကော့ရှစ်အပင်တွေနဲ့ပန်းတွေရဲ့ပုံတွေဖြစ်ပြီးတော့လွန်ခဲ့တဲ့3 ရက်ကမှရိုက်ထားတဲ့ပုံတွေဖြစ်နေတာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့ဝေဝါးနေတဲ့အရေးကလုံးဝကိုရှင်းရှင်းလင်းလင်းပေါ်နေပါတယ်။ပုံတိုင်းရဲ့နောက်ွယ်မှာရက်နေတာဟာအာရှိကိုယ်တိုင်ဖြစ်နေပြီးတော့သူမရဲ့မျက်နှာပေါ်မှာလည်းအဲ့ဒီကြောက်မက်ပွဲကောင်းတဲ့အပြုံးကြီးရှိနေပါတယ်။အာရှိဟာသူမကိုသူမယူသွားပြီလို့ထင်လိုက်မိပါတယ်။ဆက်လက်ပြီးတော့နောက်ထပ်ဓာတ်ပုံတွေကိုကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့တကူလုံးထုံကျင်သွားခဲ့ရပါတယ်။ရှေ့ဆက်ပါလာတဲ့ပုံတွေဟာအာရှိရဲ့ပုံတွေကြီးပါပဲ။အချို့ကသူမရဲ့ကလေးဘွားပုံတွေဖြစ်ပြီးတော့အချို့ကတော့သူမရဲ့ကြောင်းတက်စင်ကပုံတွေအဲ့ဒီပုံတိုင်းမှာအဲ့ဒီအရေးမဲကြီးဟာအာရှိရဲ့နောက်ွယ်မှာကက်လျက်နေပြီးတော့ကြောင်းမပွဲကောင်းတဲ့အပြုံးကြီးနဲ့သူမကိုစိုက်ကြည့်နေခဲ့တာပါအဲ့ဒီချိန်မှာပဲအမိုက်ပုံနဲ့ပစ်ထားတဲ့ကင်မရာစီကနေကလစ်ဆိုတဲ့ဓာတ်ပုံရိုက်တံတစ်ချက်ထွက်လာခဲ့ပါတယ်ဒါပေမဲ့နောက်လှည့်ကြည့်လိုက်တဲ့အခါဘာမှမရှိနေပါဘူးအဲ့နောက်မှာတော့အာရှိဟာအဲ့ဒီဖလင်လေးရဲ့နောက်ဆုံးဓာတ်ပုံကိုကြည့်လိုက်မိပါတယ်အဲ့ဒီနောက်ဆုံးဓာတ်ပုံဟာလည်းအာရှိရဲ့ပုံပါပဲအေကန်ထဲမှာဖလင်လေးကိုကန်ပြီးတော့ရက်နေတဲ့အာရှိကိုအမိုက်ဖုံးထဲကနေလှည့်ရိုက်ထားတဲ့ပုံပါဒါပေမဲ့အဲ့ဒီပုံရဲ့ကြောက်စရာအကောင်းဆုံးအချက်ကတော့ပုံထဲမှာအာရှိရဲ့ရှေ့တက်မှာမစ္စကော့ရှစ်နဲ့တခြားလူအများပြားဟာဖြေလျားပြီးတော့ကြောက်မပွဲကောင်းတဲ့အပြုံးကြီးတွေကိုစီနဲ့ရက်နေတာပါအာရှိဟာတကိုယ်လုံးတုံရင်နေရင်းနဲ့အပေါ်ကိုမောကြည့်လိုက်တဲ့အခါအဲ့ဒီရိပ်မဲကြီးဟာသူမရဲ့အရှိတက်ကိုရောက်လာပြီးတော့ကျေလောင်စွာနဲ့ပြုံးစမ်းလို့အော်ဟစ်လိုက်ပါတယ် Smile အဲ့ဒီညပြီးတဲ့နောက်မှာတော့အာရှိဟာကောလိပ်ကိုလည်းရောက်မလာတော့သလိုဘသူဖုန်းကူမှလည်းပြန်မပြေခဲ့ပါဘူးစိုးရင်ကြီးနဲ့နောက်တနေ့မှာပဲသူမရဲ့တငယ်ချင်းတွေဟာအချမ်းမြေအကျိုးဆောင်တဲ့အတူတိုက်ခန်းတွေကိုအတင်းဝင်ကြည့်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမှာဘသူမှရှိမနေပါဘူးပစ္စည်းတွေအစီအစီနဲ့အဲ့ဒီပစ္စည်းတွေရဲ့အလဲတက်တက်မှာတော့ Vantage ကင်မရာဟောင်းတစ်လုံးနဲ့ဖ
လင်လိမ့်ပလိမ့်ပဲကြံ့ရစ်ခဲ့ပါတယ်နောက်တော့အာရှိရဲ့မိဘတွေကအဲ့ဒီကင်မရာကိုအာရှိရဲ့ပစ္စည်းတွေနဲ့အတူအိမ်ကိုတင်သွားခဲ့ပါတယ်လပေါင်းများစွာကြာတဲ့အထိအာရှိရဲ့သတင်းအစနာတော့မရရှိခဲ့ပါဘူးဒါပေမဲ့ဒီနေ့မှာတော့အာရှိရဲ့မောင်လေးကအဲ့ဒီကင်မရာကိုကောက်ကင်လိုက်ပြီးတော့အရှိကတစ်ပင်တစ်ပင်ကိုတပ်ပုံရိုက်လိုက်ပါတယ်၃ရက်အကြာမှာတော့အဲ့ဒီတစ်ပင်ဟာအကြောင်းရင်းမရှိဘဲနဲ့လုံးဝ6သေးဆွေးမိသွားခဲ့ပါတယ်အာရှိမောင်လေးကအဲ့ဒီတပ်ပုံကိုစေးကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီဆွေးမိနေတဲ့တစ်ပင်ရဲ့နောက်ွယ်မှာအာရှိရက်နေတာကိုတွေ့လိုက်ရပါတယ်ဇလန်ကတော့တကယ်ကိုကြောချမ်းစရာကောင်းလာပါတယ်ကင်မရာတွေကဝိညာဉ်စုဟာအာရှိကိုပါဖမ်းဆားသွားပြီးတော့အခုဆိုရင်နောက်ထပ်သားကောင်တွေကိုပါရှာဖွေနေတဲ့သဘောပါပဲကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးနှိပ်ပေးထားကြပါအောင်ခင်ဗျာ